ဒီရေသူမလေးကိုရောင်းလိုက်ရင်ငါတို့တော့ချမ်းသာပြီဟဲ့ ဟုတ်တယ်မြန်မြန်သွားရအောင် ဒီမှာကျွန်တော်မှရှိတဲ့ပတ်စံအကုန်ယူပြီးဒီရေသူမလေးကိုလွှတ်ပေးလိုက်ပါဗျာတနာစရာလေးပါ နည်းနည်းလေးပဲရှိရလား သွားတော့သမီးလေးလွတ်လွတ်လပ်လပ်နေတော့နော် ဦးရဲ့ကျေးဇူးကိုသမီးဘတော်မှမမေ့ပါဘူး ကိုကိုရေ ဟေးတင်မောကြီးကအကြီးကြီးပဲနော်ခဏလောက်တက်ကြည့်ရအောင် ဟေးဒီစင်းရသားကြွက်လင်မယားတွေပတ်စံမပါပဲငါတင်ဘောဘောဘာလာလောက်တာလဲ သွားကြစမ်း ပတ်စံမရှိရင်ရေထဲမှာပဲကူးနေကြတော့ကြဲကြပါဦး ဦးမကြောက်နဲ့နော်သမီးလာခဲ့ပြီကျေးဇူးတင်လိုက်တာသမီးလေးရဲ့ တို့တော့တေပြီးအမှတ်ပဲ ကိုကိုရဲ့ကျင်နာမှုကြောင့်တို့အသက်ချမ်းသာရာရခဲ့တာပဲနော်